အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် coffee sharing လေးရတော့ coffee machine နဲ့ပတ်သက်တဲ့ knowledge sharing လေးလုပ်ပေးချင်ပါတယ်တချို့ coffee machine တွေမှာတော့ကျွန်တော် on off clock 2မျိုးလေးပဲရှိတယ်ပေါ့နော်တချို့ coffee machine တွေမှာကျတော့သူကတော့ clock 3ချက်ပါတယ်ပေါ့နော်ဒီမှာ on off clock နဲ့သူအောက်မှာ heating ပုံစံလေးပါထည့်ပေးထားတယ်ပေါ့နော်ကျွန်တော်တရား sharing လုပ်ပေးချင်တာကတချို့ဆိုရင် coffee ကို on မဲ့ on လိုက်တယ်ပေါ့နော် on လိုက်တဲ့အခါမျိုးတွေမှာဆိုရင်သူကဘာလဲဆိုတော့ဘိုင်လာအိုးကို refill ဖြည့်တဲ့ system လေးပါတယ်ဟိုအောက်ဆုံးတစ်ချက်ကိုရောက်သွားတဲ့အခါမျိုးမှာကျတော့ကျွန်တော်ဗာလဲဆိုရင် heating ပေးတာပေါ့နော် coffee machine ဟိုမှာကျွန်တော်တို့ coffee ကိုစပြီးတော့1 bar ပြည့်အောင်ကျွန်တော် heating ပေးတဲ့ system ပေါ့နော်အဲ့ဒါတကယ်လို့ကျွန်တော် on ပဲ on ထားတယ်ဆိုရင်ဒီပဲတင်တာပေါ့နော်ဒီ coffee ဆက်ကပူးမလာတဲ့အကြောင်းကြီးရှိနေပါတယ် okay အဲ့ဆိုကျွန်တော်အရင်ဆုံးတစ်ချက်ဒါ coffee machine လေးကိုကျွန်တော် on လိုက်ပါလိုက်ပါပြီအဲဒီဘန်းပေးတာမယ်ဒီရဲ့ refill ကတော့ကျွန်တော်ကအသုံးပြုထားတဲ့အတိုင်းပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီ coffee machine ရဲ့ heating လေးသွားမှာကျွန်တော် coffee machine ရဲ့ဒီ boiler အိုးမှာဆိုရင်ကျွန်တော်မှာပြင်မှာပေါ့နော်ဒါကတော့ကျွန်တော်အသုံးပြုပြီးသားတရားဖြစ်တဲ့အတွက်ဒါကကျွန်တော်ပြန်ပြီးတော့ပြချင်ပါတယ်ဒါယူနစ်ထားပဲဒါလေးထားအောင်ထပ်ပြီးတော့ပြင်ထားပြီးပါဒါဆိုရင်တော့ကျွန်တော် coffee machine မှာဒီ1 bar 9 bar ရှိတဲ့ pressure ကိုမှာဆိုရင်ဒါ heating ပြလိုက်တဲ့အတွက်ဒီလက်တံတွေက1 bar ကိုရောက်လာမှာဖြစ်ပါတယ်ဒါဆိုရင်တော့1 bar ပြီးပြီဆိုတာနဲ့ကျွန်တော် coffee ရောဒီ stream bar တွေရောစတင်ပြီးတော့အသုံးလှုပ်ဆောင်လို့ရပါတယ်ဒီအများကြီးတင်ပါတယ်တကယ်လို့ coffee machine ကြီးလိုချင်တာပဲဖြစ်ဒါ use to သုံးထားတယ်ကျွန်တော် second machine လေးရောင်းနေနေရလေးရှိပါတယ်အဲတော့အားပေးလို့လည်းရပါတယ်